Hello အားလုံးမင်္ဂလာပါဒီနေ့ချူချူကတက်တီးလေးစားပြမယ်ဒါကတစ်မျိုးဒါကတစ်မျိုးမတူတော့နော်ဒါလေးကငမ်ပြာရီ sauce နဲ့ဒီလိုမျိုးတုပ်လေးငမ်ပြာရီ sauce ပေါ့နော်တခြားရဲ့ငမ်ပြာရီ sauce ရဲ့ဒီငမ်ပြာရီ sauce ကိုကျွန်မကဒီလိုအချင်းအတီးဒါလုံးဝအချင်းဟိုလေတော်ချင်းတယ်ဒီချင်းကိုဒီငံပြရေး sauce နဲ့စားပြမှာဖြစ်ပါတယ်ဒီလိုတော့ပြဒါနဲ့ကိုင်ပုကညငါဒီဟာချင်းနဲ့နောက်တစ်မျိုးစားပြမယ်ဒါကချိုချင်းပေါ့နော်ဒီချိုချင်းကကျွန်မလို့စမ်းရုပ်တီးနေပေါ့နော်ငမ်ပြရေးမပေါအောင်ဒီဟာကမြင်လားမသိဘူးစမ်းရုပ်တီးပေါ့နော်ငမ်ပြရေးမပေါအောင်ငမ်ပြရေးမကြိုက်တဲ့သူတွေကောင်းတယ်ဒီတီးရအချိုတီဒီတီးရတီးစားနေတာကိုမခံစားရအောင်ပေါ့နော်ဒီတီးရမတီးရင်မလာကဒီတို့ဘာလို့စားနေတဲ့ပုံစံအချိုတီးမချင်အချင်းမစားနိုင်တဲ့သူဆိုတာအဆင်ပြေတယ်ဒီမှာနှစ်ခုလုံးကြိုက်